ဟုတ်ကျွန်တော်တို့ဘန်က Square Pirates လို့ခေါ်ပါတယ်။ဦးတဲဆိုလို့ရှိရင်တော့တဲနုလိုပဲပြောအောင်ပါတော့။ပထမဆုံးနားထောင်မှုတာတော့10တန်းတွေပါပြီးရဲ့အချိန်ကျမှခစ်သိရစီ Evan တ Evan လုံးကိုကျွန်တော်အရင်ကြိုက်တာ။ကျွန်တော်ခီးတွေပါတွေတွားတယ်ဆိုလို့ရှိရင်အဲ့ Evan တစ်ခုလုံးပဲ playlist ထဲမှာထားပြီးတော့ repeat လုပ်ပြီးပဲတွားအပြင်နားထောင်တာအဲ့လိုမျိုးကြီးကြိုက်တာတော်တော်ကြိုက်ပါအရင် ဂီတာဝိုင်းနေမှာပေါ့နော်အော်ဆိုကြတာဘယ်သူချစ်ခိုင်းလဲလို့ဘာလို့အဲ့လိုအော်ဆိုကြတာဟာအဆောင်မရောသူချင်းလဲလိုက်ပြီးတော့လေ့လာရတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ခုတော့လဲညှိသွားတာပေါ့နော် ကျွန်တော်အရင်တော့ဂီတာသင်တဲ့အကိုတယောက်ကဦးတဲရှိမှာဂီတာသင်ခဲ့တာ哦အဲ့ကိုဖြိုးကိုဆိုသူ့အိမ်မှာသွားပြီးဂီတာသင်တော့အဲ့မှာဦးတဲရဲ့ album တွေ့တော့ကျွန်တော်စိတ်ဝင်စားလို့သွားနာထောင်ကြည့်အဲ့ကနေပြီးတော့ Angle ဆိုလို့ရှိရင်ကျွန်တော်မြင်တာပေါ့နော်အရင်သူ့ပုံစံတည်ငြိမ်တယ် humble လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်နဲ့သူအခုဒီအဝင်မှာစကားတွေပါရက်ပြီးပြောခဲ့ရပါတော့မာနတွေဘာမှမရှိဘူးအရင်လေးသားကိုကောင်းပါတယ် ဒီနောက်ဆုံးကက်ချလာမာတီကာဆိုတဲ့တချင်းပေါ့နော်ဆိုတော့ကျမလက်တလောကိုအဲ့လိုမျိုး surgery တစ်ခုရှိရလောက်ထားတဲ့အချိန်မှာပေါ့နော်အဲ့ဒီစာသားတွေကပြန်ပြီးတော့ခံစားမိပြီးတော့အရန်ကိုသဘောကျတယ်ရန်လဲလေးစားပြီးကြတော့ကိုစီမှာဖြစ်နေတဲ့ဟာကိုသူကရိုးရိုးရှင်းရှင်းလေးပဲ express လုပ်လိုက်တာပေါ့နော်အဲ့လိုအရာတွေကိုတော့ inspiring ဖြစ်တယ်ရှင် ကျွန်တော်ကျတော့ဂီတာသမားရှင်းနေနေကသူ့ရဲ့အဲ့လိုဂီတာပေါ်မှာအဲ့ဂီတာ note အယူအဆရယ် melody အယူအဆရယ်အဲ့ဒါတွေသဘောကျရယ်ပြီးရင်အဲ့လိုသူဂီတာတီးရဲ့ playing style နဲ့သဘောကျတယ်အရင်မိုက်တယ်ပေါ့တဲ့ဟာတော်အရင် unique ဖြစ်တယ်ကြာ ဦးတဲ့အဲ့ဒီသချင်းဆက်တဲ့အခါသုံးတဲ့အဲ့ progression တွေကိုသဘောကျရပါတော့နော် နောက်ဆုံး album မှာထွက်ထားကျွန်တော်နားထောင်ကြည့်လိုက်စာသားအသုံးနှုန်းလေးပေါ့ရရချစ်ဖို့ကောင်းတယ်လေအဲ့တော့ကြိုက်တယ်နောက်တော့ lifestyle ပေါ့ကျွန်တော်ဒီရှေ့မှာတွေးလိုက်တဲ့သူဖက်ချန်းကင်ပြီးတော့ essay ရကျွန်တော်စကားပြောရရင်ကြိုက် ဒီပွဲမှာပါ ဒီပွဲမှာပါ ဒီပွဲမှာပါဝင် ပွဲ ရ တိတ်တယ်ပြောရမှာရ ဘလုံးမမမေကိုလင့်ထားဘူး ဒီပွဲကြောင့်စသည်ဟာဟုတ်လားဟာဆိုအောင်ဟုတ် တို့ လား ပါဆိုရမယ်ပါရမယ်လို့လုံးဝ just ပွဲတော့အောင်သွားလိုက်တယ်ကျွန်တော်နောက်ဆုံးကြည့်နေပြီးတော့မိုးရေထဲမှာဆောင်းတယ် အရင်ကြည့်ရအောင် ဘာသချင်းဆိုရမလဲဆိုတာမသိရဲ့အချိန်မှာကျွန်တော်အဲ့မှာရှိသမျှ event တွေ ရတယ် လုပ်လိုက်ရှာ ကုန်ရတယ် ကုန်ရတယ်ကြိတ်တာဒီလိုပြောလိုက်တာရတယ်လို့အဆင်ပြေရည်လို့အကုန်ရတယ်ကျွန်တော်ကလည်းတကယ်လည်းရပါဘာဖြစ်ဆိုတော့ note တွေကလည်းအဲ့လိုအိမ်မှာဂတာကြည့်ရင်လည်းအဲ့လိုသူ့သချင်းတွေနားနဲ့လိုက်ရှာပြီးတော့တီးတယ် base တွေအစားအဲ့လိုအစားဆုံးသချင်း progression တွေပါရေးထားရတယ်ဆိုတော့ note နဲ့ရေးထားရအောင်ရှိရကျွန်တော်ရှိပါအဲ့ဒါ ဒါမဲ့ကျွန်တော်တို့တီးတဲ့ခါကျရင်သူ့လောက်တော့ကောင်းမှာမဟုတ်တဲ့အတွက်ကြိုပြီးတော့တောင်းမှန်ပါ သူကတော့ pioneer ဒီမူရင်းပေါ့နော်ဦးတဲ့အရသာလဲမပြတ်အောင်ဒါမဲ့ကျွန်တော်တို့ဆိုတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဟန်လေးတွေတော့လဲပါပါပေါ့နော်တာဝန်ကြီးတစ်ခုလိုမျိုးတော့မခံယူပါဘူးကျွန်တော်လည်းဆိုလဲဆိုကျင်တယ်ဂုံလဲဂုံယူတယ်ပျော်လဲပျော်တယ်အဲကြောင့်ကျွန်တော်အကောင်းဆုံးလုပ်သွားမှာပါ The Derek Miller Experience